ကျမတို့တရက်ကိုလေ social media ကိုဖွင့်လိုက်ပြီဆိုတာနဲ့ကြားနေကြစကားလုံးလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုချစ်တဲ့အလုပ်ကိုပဲလုပ်ပါကိုချစ်တဲ့အလုပ်ကိုပဲလုပ်ပါဆိုပြီးတော့ကျမတို့ Facebook မှာဖွင့်လဲတွေ့တယ် TikTok မှာဆိုလဲတွေ့တယ် YouTube သွားလဲတွေ့တယ်ဒီစကားလုံးတွေကိုပဲကျမတို့ကလေဒီအများနဲ့ repetition နဲ့ကြားနေရတာပေါ့နော်အဲ့ဒါကဘာလို့ထင်လဲဆိုပြီးတော့ကျမတို့ပြန်စဉ်းစားကြည့်ရအောင်ကိုချစ်တဲ့အလုပ်ကိုပဲလုပ်လို့ပြောတယ်ဆိုတာလေတကယ်တော့ဒီ process တိုင်းကိုလုပ်နေတဲ့ process တိုင်းကို enjoy လုပ်ဖို့အရေးကြီးတယ်ဆိုတာကို highlight လုပ်ချင်တာဥပမာကျမတို့ကအလုပ်တစ်ခုကိုနေ့တိုင်းသွားရတယ်သွားတဲ့အချိန်မှာကိုသွားနေတဲ့အလုပ်သွားရင်းနဲ့တော့ကိုကမပျော်ဘူးဆိုရင်လေဒီအလုပ်ကိုကမချစ်နေလို့ပေါ့ဒီလားโอเคကိုကတော့အခုလူတစ်ယောက်နဲ့တွေ့ဖို့သွားရဲဆိုရင်ဒီလူတစ်ယောက်နဲ့တွေ့ဖို့ကျမတို့လမ်းထဲမှာပျော်လားမပျော်ဘူးလားပြန်စဉ်းစားကြည့်အဲ့ဒါဆိုပျော်တယ်လေဒါဆိုရင်ဒီ process ကြီးတစ်ခုကိုကျမတို့ enjoy လုပ်နေတာပေါ့အခုကျမတို့ beach သွားမယ်ဆိုလဲအဲ့လိုပဲ beach ကတော့ကျမတို့ရဲ့ main goal ပေါ့ beach ကိုရောက်ဖို့ပဲဒါပေမဲ့ beach မရောက်ခင်ကျမတို့လမ်းတစ်လျှောက်လုံးမှာလဲရှုပ်ပင်လေးတွေကြည့်သွားတယ်တချင်းလေးတွေနားထောင်သွားတယ်ကျမတို့ဘာလုပ်သွားရလဲဆိုဒီ holiday ကိုကျမတို့ enjoy လုပ်ဖို့ဆိုတဲ့စိတ်အားထက်သန်မှုကရှိနေပြီပေါ့နော်အဲ့လိုမျိုးပဲကျမတို့အလုပ်လုပ်တဲ့အခါမှာလဲကိုလုပ်တဲ့အလုပ်ကိုချစ်မြတ်လို့မှကိုက process တိုင်းမှာအဲ့လိုပျော်သွားပြီးတော့ပျော်ရွှင်ပြီးတော့ကိုလုပ်တဲ့အလုပ်တိုင်းကတက်ရက်ကလေးထွက်လာမယ်ပေါ့နော်ကျမဆိုရင်ဒီရတနာလုပ်ငန်းလုပ်တဲ့လူဖြစ်တဲ့အတွက်ကိုကျမဒီကြောက်လေးတွေရွေးနေရရင်ကိုပျော်နေပြီဒီပဒိန်အတွက်ကိုစိန်နေရွေးတယ်ရွှေတွေဘယ်လောက်ထည့်မယ်အတိုင်းအတာလေးတွေ measurement လေးတွေပြန်လုပ်တယ်အခုမိုးလေးတွေထွက်တယ်အဲ့လိုဆိုရင်ကျမဘာပဲလုပ်ရလို့အဆင့်တိုင်းမှာကျမပျော်တယ်ဘာလို့လဲဆိုတော့ဒီအလုပ်ကကိုနဲ့ fit ဖြစ်သွားတဲ့အလုပ်ဆိုတာကိုနဲ့ကိုက်ညီသွားတဲ့အလုပ်ဆိုတာကိုသိသွားလို့ပေါ့နော်ကိုအများနဲ့ပျော်တဲ့အလုပ်ဖြစ်သွားတာပေါ့အဲ့လိုမျိုးပဲအဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုလုပ်တဲ့အလုပ်ကိုကကိုကအားချစ်နေတဲ့စိတ်မရှိဘူးဆိုရင်လေလုပ်တဲ့အလုပ်တွေကနေ့တိုင်းကျမတို့ negative တွေတက်နေရတယ်လို့ပဲအရင်နေမောပန်းနေမှာပေါ့ဒီလားပြီးရင်လုပ်တဲ့အလုပ်တွေကလည်းတိတိကျကျစေတနာပပထွက်ချင်မှလည်းထွက်လာနိုင်တယ်အဲ့ဒါအရေးကြီးတယ်ကိုလုပ်တဲ့အလုပ်ရဲ့ result တွေကလေတသေးလေးတွေဖြစ်နေရင်တော့ထားလိုက်ပါတော့တစ်ခုနှစ်ခုသုံးခုအကုန်လုံးက link နဲ့သွားနေတာဟုတ်ဒီလားအဲ့လိုမျိုးတစ်ခုနဲ့တစ်ခုကလေမတက်မရက်တွေဒီအောက်ခံနေ result တွေကမတက်မရက်တွေထွက်လာတယ်ဆိုဒါကဘာကိုပြလဲဆိုတော့ကိုကဒီအလုပ်မှာ passion မရှိဘူးပေါ့နော်ဒီအလုပ်ကိုကမချစ်ဘူးဆိုတော့ဒီ process ကြီးတစ်ခုလုံးကိုက enjoy မလုပ်သွားနိုင်ဘူးgoal ကတော့နောက်ဆုံးမှာ goal ကတော့တယောက်နဲ့တယောက်ချထားတာချင်းမတူဘူးဒါပေမဲ့ဒီ goal ကိုရောက်ဖို့အတွက်အားလုံးကကြော်ဖြတ်ရတဲ့ process တွေကကြတော့တူပဲဒီ process ကို enjoy လုပ်နိုင်တဲ့လူကတော့ပို့ပြီးတော့အရှိရောက်သွားမယ်ဒီ process ကို enjoy မလုပ်ဘူးဆိုတဲ့လူကတော့အခုနောက်လို့တရက်နဲ့တရက်ကိုသူ့မှာဖြတ်တန်းရတာအရင်စိတ်ပင်ပန်းပြီးတော့ဖြတ်တန်းရမယ်ပေါ့နော်အဲ့လိုမျိုး daily ကိုစိတ်ပင်ပန်းမှုတွေမကြုံရအောင် anxiety တွေမများရအောင် stress တွေမများရအောင်ဆိုရင်ကျမတို့ကရွေးချယ်တတ်ဖို့လိုတယ်ဒီ choice လုပ်တဲ့အခါမှာကိုချစ်တဲ့အလုပ်ကိုရွေးချယ်